တုတ်တန်ချအခန်းကြီးနှင့်ငါသားတင်သည်ပညာစကားကိုနားထောင်၍စေတနာစိတ်နှင့်ဉာဏ်ကိုရှာဖွေသည့်တိုင်အောင်ငါစကားကိုနားခံ၍ငါပညာတို့ကိုအထည်၌တွင်မိလင်၎င်းသိပ္ပံအတတ်ကိုခေါ်၍ဉာဏ်နောက်သို့အတန်ကိုလွှင့်လင်၎င်းငွေကိုရှာတတ်တကယ်သို့ပညာကိုရှာ၍ဝတ်ထားသောဘန္တာကိုစူးစမ်းတတ်တကယ်သို့ဉာဏ်ကိုစူးစမ်းလင်၎င်းခြာဝရဘုရားကိုကြောက်သောသဘော၌ကျင်လည်၍ဘုရားသခင်ကိုတည်သောဉာဏ်နှင့်ပြည့်စုံလိမ့်မည်အကြောင်းမူကားခြာဝရဘုရားသည်ဉာဏ်ပညာကိုပေးတော်မူတတ်၏နားလည်တတ်သောဉာဏ်သည်နှုတ်ကပတ်တော်အားဖြစ်တတ်၏ဖြောင့်မတ်သောသူတို့အဖို့ပညာယတနာကိုတိုးထားတော်မူ၏တရားသဖြင့်ကျင့်သောသူတို့ကိုကွယ်ကာတော်မူ၏မိမိတန်ရှင်းသူတို့သည်တရားလမ်းကိုဆောင်ရှောက်မိအကြောင်းသူတို့၏လမ်းခရီးကိုလုံခြုံစေတော်မူ၏ကျေးဇူးတော်ကြောင့်တင်သည်ဖြောင့်မတ်စွာကျင့်ခြင်းတရားသဖြင့်စီရင်ခြင်းလစ်လျူစွာဆုံးဖြတ်ခြင်းမှစ၍ကောင်းသောလမ်းရှိသမျှတို့ကိုတည်နာလေလိမ့်မည်ပညာသည်တင်၏နှလုံးထဲသို့ဝင်၍တင်သည်တည်ကြခြင်း၌မွေ့လျော်သောအခါတမန်တတိသည်တင့်ကိုထိမ့်သိမ့်၍ဉာဏ်သည်လည်းဆောင်ရှောက်သဖြင့်ဆိုးသောလမ်းမှကယ်တင်လိမ့်မည်ကောက်သောစကားကိုမပြောတတ်သောသူဖြောင့်မတ်သောလမ်းကိုဆွံ့၍မိုက်မဲသောလမ်းသို့လိုက်သောသူဒုစရိုက်၌မွေ့လျော်၍အတ္တမလူ၏ကောက်လိမ်ခြင်းကိုအာရနှစ်သက်သောသူဖြောင့်မတ်သောလမ်းသို့မလိုက်ကောက်သောလမ်းသို့သာလိုက်သောသူတို့၏လက်မှ၎င်းအမျိုးပြတ်သောမိန်းမနှုတ်နှင့်ချောမောတတ်သောပိတ္တဆာမိန်းမအသက်ငယ်စဉ်ပဲ့ပြင်သောယေရှုရှင်ကိုဆွံ့၍မိမိဖျားသခင်၏ပဋိညာဉ်တရားကိုမေ့လျော့သောမိန်းမလက်မှ၎င်းတင့်ကိုကယ်တင်လိမ့်မည်ထိုမိန်းမ၏အိမ်သည်တည်ခြင်းနှင့်၎င်းသူလိုက်သောလမ်းတို့သည်တင်းချိုင်းသားနေရာနှင့်၎င်းဆက်ဆိုင်သဖြင့်သူ၏အိမ်သို့ဝင်သောသူတစ်စုံတစ်ယောက်မျှမပြန်ရအသက်လမ်းကိုမမိရတင်သည်သူတော်ကောင်းတို့၏လမ်းသို့လျှောက်၍ဖြောင့်မတ်သောသူတို့၏လမ်းခရီးထဲကမထွက်ဘဲအစဉ်တစိုက်လိုက်ရမည်အကြောင်းသည်ဖြောင့်မတ်သောသူတို့သည်ပြည်တော်၌နေ၍ဆုံတင်သောသူတို့သည်နေရာကျလိမ့်မည်အတ္တမလူတို့မူကားပြည်တော်မှဖယ်ရှားခြင်းလွန်ကျူးသောသူတို့သည်နှုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်